ပါဒီနေ့ကတော့ဝန်တီတို့မောင်နှမတွေတူတရိတ်ဆိုင်ရုံသွားကြမှာပဲဖြစ်ပါတယ်တရိတ်ဆိုင်ရုံနဲ့ဝင်ဖို့အတွက်ဒီနေရာလေးမှာလက်မှတ်ရင်ဝင်လိုက်ပါမယ်ဝန်တီတို့သွားတဲ့ရက်ကလူရဲများတော့ကရိတ်တာလမ်းဘက်ကနေမဝင်တော့မင်းနဲ့ဘိုမင်းကောင်လမ်းဘက်ကနေဝင်ခဲ့ပါတယ်အရင်ဆုံးငှက်ရုံလေးတွေရှိတဲ့နေရာကိုသွားပါမယ်အရင်ဆုံးဝန်တီတို့တွေ့မြင်ရတဲ့ငှက်ကတော့အောင်လောင်ငှက်ပဲဖြစ်ပါတယ်အခုတွေ့မြင်ရတဲ့ငှက်ကတော့အောင်ချင်းငှက်ပဲဖြစ်ပါတယ်ခေါင်းပြလေးကတော်တော်လှတယ်ဝန်တီတို့ငှက်လေးကြည့်ပြီးတော့ရွှေသမင်လေးကြီးကိုလည်းသွားကြည့်ခဲ့ပါတယ်အစာရောင်းတဲ့နေရာမှာတခွားသီးကစွန်းရွက်နဲ့ငှက်ပြောသီးတွေကိုရောင်းပါတယ်ဝန်တီတို့ကတော့ကစွန်းရွက်နဲ့ငှက်ပြောသီးတွေကိုဝယ်ကျွေးခဲ့ပါတယ်သမင်လေးတွေကိုလည်းအနီးကပ်ကျွေးလို့ရပါတယ်ဘိုက်တော်စားနေကြတဲ့ထင်တယ်ဝန်တီအစာယူအားတိုင်းအဲ့ဒီသမင်လေးတွေကပါစက်ရည်ဟပြီးစောင့်နေကြတယ်ဝန်တီကတော့တရိတ်ဆိုင်ရုံမရောက်တာကြတော့အရန်ပြော့တာပဲဝန်တီကဟိုဘက်ကသမင်လေးကိုကျွေးချင်တယ်ဒီဘက်ကသမီးကအသင်းလူစားနေဝန်တီပြာခန့်နေဒီဘက်ဆောင်မှာလည်းသမင်ပေါက်လေးအများကြီးပဲရှိတယ်သမင်မျက်လုံးလေးကချစ်စရာလေးတွေဝန်တီတို့ပြီးတော့ကစွန်းရွက်လေးတွေကိုလည်းကျွေးပါတယ်ဝန်တီတို့မောင်နှမတွေဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်နဲ့မအားဘူးဖြစ်နေကြတယ်ဒါလေးကတော့မြင်းပူလေးပါဒီနေရာလေးမှာဆိုရင်တော့ကဆိုဝါရီငှက်ကလာအုပ်ကိုတွေ့မြင်ရပါတယ်ဒီမြောက်လေးကတော့မြောက်လှဲကျော်လက်ဖြူပဲဖြစ်ပါတယ်ဒီမှာဆိုရင်တော့ဘဲငန်းကြီးရဲ့ဘဲပေါက်လေးတွေရဲ့ရှိကြပါတယ်ဝန်တီတို့စင်ယုံကြီးစီရောက်ပါပြီဝန်တီကစင်နေဆိုအရန်ချစ်တာဒီနားမှာတော့ရှောက်ကြည့်ပြီးသွားရင်အနားယူလို့ရပါတယ်အဲ့ဒီနားမှာမုတ်ဆိုင်လေးတွေရောအယုတ်ဆိုင်လေးတွေရောရှိတော့အဆင်ပြေပါတယ်ဝန်တီတို့တွေစိမ်းမမို့စီသွားကြည့်လိုက်ပါဦးမယ်ဒီလိုမျိုးအယုတ်ကောက်ဆက်တွေလည်းရှိပါတယ်အခုဝန်တီတို့တွေစိမ်းမမို့စီသွားကြပါမယ်စိမ်းမမို့ကအသက်82နှစ်တောင်ရှိပါပြီဒီနေရာလေးမှာလက်ပစ်ကျဆွဲတဲ့ဆိုင်လေးရှိပါတယ်ဒါလေးတွေကတော့ကြက်တော်ငှက်လေးတွေပါ
ဒီနားမှာရှိတဲ့ငှက်လေးကတော်တော်လှဒီငှက်လေးဆိုအယောင်လေးတော်တော်လှတဲ့ဝန်တီကတော့အဲ့ငှက်လေးတော်တော်ကြိုက်တယ်ဒီငှက်လေးနှစ်ကောင်ကတော့ကြည်နူးနေကြပါတယ်ဒါရောဖြန်နေပဲဖြစ်ပါတယ်ဖြန်သားကနည်းနည်းတော့နန်းနေဒါပေမဲ့ဝန်တီချစ်လို့ရိတ်လာတာပါအစားတောင်းနေတာချစ်စရာလေးပါဒီကျက်သူတော်လေးရဲ့အယောင်ကနည်းနည်းထူးခြားတယ်အဖြူနဲ့အမဲဆက်ထားတာချစ်တော့ချစ်စရာလေးဒီကောင်လေးကတော့စက်ကျဲငယ်ပဲဖြစ်ပါတယ်ဝန်ဒီကရင်မြင်းတော့အရင်ကြောက်တယ်အဲ့ဒီဘဝင်ရကနေရလားလှုပ်နေလားမသိဘူးပြင်မကြောက်စရာဂျာယုံကိုတွားကြည့်လိုက်ပါဦးမယ်နော်ဒီနေရာလေးကတရိတ်ဆန်ဦးရင်မှာအရင်ဆုံးတည်ဆောက်ခဲ့တဲ့ဂျာယုံကြီးလေးဖြစ်ပါတယ်မိကြောင်ကကြောက်စရာကြီးတယ်ပြီးတော့ဝန်ဒီတို့တွေမြောက်တီကိုတွားကြည့်ပါတယ်ဝန်ဒီတို့သွားတဲ့နေရာတော့လူတော်တော်များတယ်ဒီမြောက်ကတော့တော်တော်ဆော့တယ်ဝန်ဒီတို့တရေဆိုင်ုံသွားခဲ့တဲ့ vlog လေးကတော့ဒီလောက်ပါပဲဝန်ဒီရဲ့ vlog လေးကို like and subscribe လေးလည်းလုပ်ခဲ့ပေးပါဦးနော်ဝန်ဒီတို့လည်းရှောက်လဲပြီးပြီဆိုတော့ဝန်ဒီတို့ပြန်ကြပါတော့မယ် bye bye